ဒီပင်လင်ဆရာသူဒီပင်လင်တစ်ဖက်ဟုတ်လားမုတ်ဆိုးဆိုင်တဲ့သူတို့အလုတ်ကပဲကိုယ်ဘာဖြစ်သွားတော့သင်သွားတာအဓိကအကောင်းဆုံးကတော့စွဲစွဲမြဲမြဲသာလုံနေသူကသူတဲ့သွားလိမ့်မယ်ဟုတ်လားအဲ့လိုလုံနေလို့အစင်မပြေတာတွေဖြည်းဖြည်းနဲ့နေသွားတယ်လှုပ်တက်သွားတယ်ကျွမ်းကျင်သွားတယ်နောက်အေးဆေးဆေးဒီတိုင်းလမ်းကိုနော်သေချာချာတမင်ရှောက်နေတာမျိုးခွနဲ့သူကိုရွေလျားနေတဲ့သဘောမျိုးအကုန်ဆင်ပြေသွားတယ်အဲ့ဒါကိုဆိုတော့ကြီးကဥပေက္ခလို့သုံးတယ်အမားကြီးဆိုတော့ဘုရားကြီးကတော့စာနဲ့အညီပြောတယ်စာတွေကဥပေက္ခကိုလို့ပြောတာဆိုတော့လမ်းကောင်းကောင်းမှာနွားအလွန်ကောင်းတဲ့နွားတရှင်ကိုတက်ပြီးတော့အဲ့လှဲပေါ်တက်ပြီးတော့မောင်းနေရတယ်လို့လမ်းကလည်းကောင်းတယ်လမ်းအတွက်လည်းအာယုံစိုက်စရာမလိုဘူးနွားကလည်းတို့စရာမလိုဘူးဂျစ်ကနွားမျိုးမဟုတ်ဘူးနွားကလည်းတကောင်းသားကောင်းတာဟိုတကောင်ကမကောင်းဘူးအဲ့လိုလည်းမဟုတ်ဘူးနှစ်ဖက်စလုံးရှင်းစုံခြေကြညီးပြီးတော့တကယ်ကိုနွားကလည်းလိမ္မာတယ်ကောင်းတယ်လမ်းကလည်းကောင်းတယ်ဒီလူဘာလို့တော့ကျိုးသားကင်ပြီးတော့လိုက်ရုံပဲတခါကျိုးပစ်ချထားရင်တော့ရတယ်ကျိန်နဲ့လည်းတို့စရာမလိုလမ်းလည်းအာယုံစိုက်စရာမလိုနွားလည်းအာယုံစိုက်စရာမလိုစားရဲအဲ့လိုဥမာပေးတာဥပေက္ခအခုခေတ်အနေနဲ့ပြောမယ်ဆိုအလွန်ကောင်းတဲ့လမ်းပေါ်မှာအလွန်ကောင်းတဲ့ကားကိုမောင်းသွားတယ်ဘာမှသိပ်ပြီးတော့အာယုံစိုက်เสียမလို့လမ်းမကောင်းဘူးဆိုရင်အာယုံကအများကြီးစိုက်ရမယ်နော်အဲ့ဒါဥပေက္ခကိုအဲ့လိုနားလေရမယ်ဟုတ်လားအညီအမျှအစဉ်ပြေခြင်းမပြေခြင်းကနော်လှုပ်ခတ်အောင်သူ့စိတ်ကိုမလုံးနိုင်ဘူးသူအစဉ်ပြေတာလည်းပြေတာပဲအစဉ်မပြေတာလည်းမပြေတာပဲဒုက္ခဝေဒနာနဲ့တွေ့လို့နော်ဆွဲမဲ့မှုနဲ့အထင်ရောက်မှုတွေနဲ့ငါတို့တော်တော်ဆင်းပြေးနေပြီဆိုတော့စိတ်ကလှုပ်ခတ်တာရှိတယ်တခါလေတရားထိုင်ရင်လည်းအစဉ်ပြေရင်လည်းပဲအစဉ်ပြေမှုကစိတ်နှလုံးကိုလှုပ်ခတ်စေတယ်ဟုတ်တယ်မဟုတ်လားအစဉ်မပြေဘူးဆိုတော့မလှုပ်ခတ်ဘူးလားလှုပ်ခတ်တာပေါ့စိတ်ဓာတ်တွေကြစိတ်ပြက်ပြီးတော့ပုံကွာစားညှိုးငယ်ဟုတ်လားအဲ့ဒါပါတော့ဥပိ္ပခာစီကိုမရောက်ဘူးဟုတ်လားဒါလှုပ်သက်ရင့်လာမှဘုန်းကြီးကအဲ့လိုသုံးခြင်းပါလေလှုပ်သက်ရင့်သွားနော်လှုပ်သက်ရင့်သွားလို့အစဉ်ပြေးလာတဲ့အနေအထားလေးကိုဥပိ္ပခာလို့အဲ့လိုလေးဒါရိုးရှင်းရှင်းနားလေသိခြင်းတယ်နော်အဲ့ဒါဘုဇင်မနှစ်ပါးတော့ခုနှစ်ပါး